volume using cross section volume using cross section area ပြီးသွားပြီ ဟုတ် တော့ဘာလား volume volume မှာ method 3ခုနဲ့သင်ရမယ်ကလေးရဲ့ ဟုတ် အဲ့ဒါဘာ method အရင်ဆုံးက slicing method လို့ခေါ်တယ် slicing ဟုတ် နောက်ကကျတော့ this method လို့ခေါ်တယ်နောက်ကျတော့ ဟုတ် washer this method method လို့ခေါ်တယ် washer method ဟုတ် slicing ဆိုတာကထိပ်ဝ area လေးတွေကိုအသုံးပြုပြီးတွက်တာ ဟု နော် တ် this method ဆိုတာ function တစ်ခုက revolution လက်တပတ်လဲသွားပြီးတော့မှဖြစ်ပေါ်လာ တ တ ပတ် ယ် လဲသွားတာ နောက်ကျတော့ ဟုတ် washer method function နှစ်ခု function တော့ဂွင်းလေးလို့အပေါက်ကလေးထွက်သွားတယ်ပေါ့နော်အဲ့ဒါမျိုး volume ဟု using တ် cross ဆရာ section ပေါ့ဖတ်ကြည့်ပါဦး solid ဒူးပုံအချို့ဤ volume ဒူးတဲ့အများကို solid ဒူးပုံအချို့ဤဘောလူဒူတဲ့များကို နံပါတ်1ဘာ method the method the of method slicing of slicing ပြီးတော့ the this method this method the washer the method washer method ဘယ်နှမျိုးနဲ့ရှာမှာ3မျိုး 3မျိုး ပြောပါ the method of the slicing method of slicing ဒီတန်းကလေးဒူး ဟုတ် တော့ဒူးတုံးတစ်ခုပေါ့ဒါမျက်စိထဲမှာဆို ဟု ရ တ် င်ဒါကိုကိတ်မုံတုံးလေးလို့လည်းမြင်လို့ရတယ်ရန် ဟုတ် စား ဆရာ ကောင်းတဲ့ကိတ်မုံတုံးလေးဒါမှမဟုတ်လဲဆက်ပြတုံးခပ်ပျော့ပျော့လေးဒါမှမ ဟု ဟုတ်လဲ တ် အဲ့လိုပပလေးလှီးလို့ရတဲ့အတုံးလေးတုံးပေါ့အဲ့တော့ဆရာအပပ ဟုတ် လို့ ဆရာ တော့ဒီဆရာပိတ်လာလာအဲ့လိုလွှာလေးအဲ့ ဟု ဒီ တ် မှာကြည့်တော့သမီးတို့ဆရာဒဲအိတ်လို့ပြထားတာလေးအထူကြီးပဲတွေ့လား ဟုတ်ဆရာ တကယ်တော့အဲ့အထူကဘယ်လောက်ရှိလဲဆိုရင်ဆရာတို့ tissue မြင်ဘူးတယ်မလား tissue ဟုတ် tissue တို့ဗာလဲဟိုဒီမျက်နှာတွေပါတုပ်တဲ့ tissue ပပလေးလေ ဟုတ်ဆရာ အဲ့ tissue တဲ့ပါတဲ့အလွှာလေးလို့ပြောတာဘာတဲ့ပါတဲ့အလွှာလေး ဟုတ် tissue ထက် tissue ပါ တဲ့ တဲ့ တောင် အလွှာ ပါတဲ့အလွှာလေးလွှာလိုက်တယ်လို့ပြောတာအဲ့ဒါကိုဘာ section လဲ ဟုတ် cross section cross with section area with AOA ပေါ့ area AOA အဲ့ဒီမျက်နှာပြင် area လေးကိုအသုံးပြုမှာလို့ပြောတာ ဟု အ တ် လွှာတစ်ခုကြီးဒူးတယ်ဒီ area ဒီဘာအောင်အိတ်လို့ထား AOA လို့ထား area area ကို height အ area မြင့်နဲ့မြောက်ချင်ဘာရမှာလဲဒူး အ တယ် မြင့် ရ နဲ့မြောက်တူးတယ် ဟုတ်ပြီနော်ပြီးတော့ပေးထားသော ဟုတ် solid အလွှာလိုက် အလွှာလိုက်ပေးထားသော solid အလွှာလိုက်အပြားချက်လေးများရအောင်လွှာမည် ဟုတ်ပြီထိုအလွှာသည် ထိုအလွှာများသည်အိတ်ချင်းနှင့်ထောင်းမှန်ကြနေပြီးတစ်ခုနှင့်တစ်ခုပြိုင်နေမည် ဒီမှာဒါမျိုးလေးပေါ့ပလွှာလွှာလေးဒီ ဟု ပါ တ် လွှာသဘောပေါက်လားပ tissue တဲ့ ဟုတ် tissue လောက်ဟာလေးတွေအများကြီးလွှာလေးလွှာပြီးထပ်ထားတဲ့သဘောလို့ပြောတာနော်ပြိုင်နေ ဟု တယ် တ် ပြီးတော့ပိုင်းထားသောအလွှာများကို ပိုင်းထားသောအလွှာများကို cross section ဟုခေါ်သည်ပြီးနောက် ရှင်းလွှာကြီး ရှင်းအလွှာတစ်ခုဤ area of cross section AOA ကိုရှာရမည် အဲ့ဒီ area ကိုရှာမယ်ဆိုတော့ဒီအလျာ ဟု း တ် မြောက်အနံဆိုလဲရှာလို့ရဆက်ဝိုင်းဆိုရင် pi r square အဲ့လိုရှာတာပေါ့နော်ရှာမယ် ဟု ဒါ တ် မှမဟုတ် ဆ ဒီ ရာ ပြင် function တစ်ခုဆိုရင်ဗာလဲ integrating လုပ်မယ်ပေါ့ ဟုတ် area ကိုရှာမည်ဟုတ်ပြီနော်ကြည့်မယ်နော် AR8 ဟု is တ် the integrable cross section area from cross x section equal area to from a x to x equal equal to to a b to x equal to b ငါတို့ကတဲ့ AR8 ကိုတဲ့ function တစ်ခုလို့ထားမယ် area ရှာတဲ့ function တစ်ခုလို့ထားမယ်သူက ဟုတ် ဘယ်ကနေ x equal to a to x equal to b အဲ့တန်မို့ဘယ်နဲ့ဘယ်ကြလဲ b နဲ့ကြတဲ့ တက်မို a နဲ့ b ကြား ကြောင့်သူက volume ကိုလိုချင် area In- integral from x equal to integral a from to x equal to a to by x equal dx to b AR 8 dx ဟုတ်ပြီဒါဆိုဆရာက ဟု ဆရာ တ် ရဲ့ဒါဆိုရင်ဒါကဘယ်လိုနည်းလဲဆိုဆရာသမီးကိုဥပမာပြောပြမယ်သမီးရဲ့ဒီမှာ ဟု ကြ တ် ည့်သမီးရဲ့ဒီမှာကြည့်အောင်ဒီမှာကြည့်ဆရာတို့ကလေ ဟုတ် စကောစံပြတဲ့စကောမြင်ဦးတယ်နော် ဟုတ်မြင်မှုတယ်ရှင် စကောရဲ့ဗာအပြင်ကိုဒီဆက်ဝိုင်းလို့ဝိုင်းမနေဘူးလား ဟုတ်ဝိုင်းနေတယ် ဆက်ဝိုင်းလို့ဝိုင်းနေတယ်အဲ့ဆက်ဝိုင်းရဲ့ area ကျတော့ဘာ r square လဲဆိုရင်ဆက် pi ဆက် r ဝိုင်းရဲ့ဒီ square ဆက်လုံးပေါ့ဒီဆက်လုံးကြီးဒီဘာလဲပြောဆက်လုံး pi ကြီးရဲ့ r area ဆိုဘာ square လဲ2 pi ဒီဆက်လုံးရဲ့တစ်လျှောက်ဆိုဘာ pi r လဲ2 pi r မလား 2 pi r ဟုတ် နော်ဘာ pi r လဲ2 pi r 2 pi r 2 pi pi r r အဲ့ဒါဘာလဲဒီဝေးကြီးပဲရှိတာလေဘာမရှိ ဝေး ဘူးလဲဆရာ ဟု ပြော တ် ဝေးကြီးပဲရှိတယ် ဟု နော် တ် ဝေးအထဲမှာဘာမရှိသေးဘူးလဲစ အ ကော ထက် သား အ မရှိ နှစ် သေး မရှိ ဘူး ဘူး အနှင်းမရှိ ဒါ စ မ ကော ရှိ သား တော့ မျိုး ဟုတ် အဲ့ဒါကိုဆရာ integral လုပ်လိုက်မယ် power integral 1 လို့ တိုးတဲ့ power နဲ့စား တို့တဲ့ဘောနဲ့စာ r square 1 r တိုး square by 2 2နဲ့2နဲ့ကျေအဲ့ အော မှာ က်က2နဲ့2နဲ့ကြည့်မယ် ဟုတ်တယ် r square လေ pi r square pi r square အ pi r square ဒီဘာဝိုင်း area လဲဆက်ဝိုင်း area စဝါးရဲ့ area အထဲမှာဘာလဲစကောမှာဆိုအထက်ကဘာခေါ်လဲအဲ့စကောကဒီဒါမျက်နှာပြင်လားဘာခေါ်လဲဟမ် ဟုတ်မျက်နှာပြင် စကောမျက်နှာ ဝါး ပြင်ဖြစ်သွားပြီသဘောပေါက်လားဆရာပြောတာနော် ဟုတ် ဒီမှာ2 pi r အဆင့်ကမျက်နှာပြင်မပါဘူးဘာအဆင့်လဲဂွေအဆင့် ခွေးအဆင့် အဲ့ဂွေကြီးကို integrate လုပ်လိုက်တော့ဘာ pi r ဘာ r square လဲ pi r integrate လုပ် square လိုက်တော့ pi r square အဲ့ဒါ သူက က ဘာလဲ မျက်နှာ pi ပြင် r square ကို differentiate ပြန်လုပ်လိုက် power
power ရှေ့ချ power 10နှုတ်ဆိုတော့ ကျူ ဘာပြန် ပိုင် ဖြစ် တ သွားမှာ ရီ ပဲ ပိုင်ရ ကျူး ကျူ ပိုင်ရ ဒါပျောက်သွား differentiate လောက်တာ အကားပျောက်သွား differentiate လောက်တာဆိုရင် မှတ်ထား ဟုတ် မှတ်ထား integrate လုပ်ချင်အနှစ်ဖြည့်တာ differentiate လုပ်လို့ရှိရင်ဆရာ differentiate တို့ လုပ် က တဲ့ရှင် အနှစ်ထုတ်တာ အနှစ်ဖယ်တာဟု နော် တ် ပြန်ပြောမယ်နော်ဘာတဲပြော ဟု ဒါ တ် ဒီ ဆရာ integrate ဒီဘာထုတ်တာ integrate ဘာ လုပ် ထုတ်တာလဲ အနှစ် ဖြည့်တာ အနှစ်ဖြည့်တာ အဲ differentiate ကအနှစ်ဖယ်တာ ဟုတ်တယ်နော်ဒါဆိုရင်နောက်တစ်ခုသိတာအောင် ဟု ပြော တ် ပြအောင်မယ်ဆရာတို့ကနော်ဘောလုံးကြီးဒီဘာမရှိဘူးလေအနှစ်ရှိလားမရှိဘူးလား အနှစ်မရှိဘူး ဘောလုံးအနှစ်မရှိတဲ့ဘောလုံးကြီးဘောလုံးကြီး ဟု ရဲ့ တ် မျက်နှာပြင် area ဒီဘာလဲပြော ပိုင် ဘော ရ လုံးကြီးရဲ့ square 4 ပိုင် r square လေဘောလုံးကြီးဆိုရင် 4ပိုင်ရ square ဟုတ် ပြောဘာလဲပြော ဘော 4 လုံး ပိုင် r square ဒါဘောလုံး 4ပိုင် r square ဒါဘောလုံးကြီးပေါ့နောက်ပြီးတော့ဒီမှာပြောလည်းဟုတ်တယ်မလားဒါဘောလုံးကြီး ဟုတ်ဆရာ ဒီလိုရေနော်မှတ်ပြီလားဒါဘောလုံးကြီးဒီဘာလဲပြောဘာပိုင်ရသူအထက်မှာဘာမရှိဘူးလေအနှစ်မရှိဘူးလေ အနှစ်မရှိဘူး သူရဲ့ဘာလဲဒီတစ်ခုလုံးဒီအဝန်းကြီးဒီဘာပိုင် r square လေ4ပိုင် r square 4ပိုင် r square ထဲမှာဘာမှမရှိဘူးနော်အနှစ်မရှိဘူးနော်သူအနှစ်ဖြည့်မယ်ဆိုဘာ integral လုံးလေ integral လုံးလိုက် integral လုပ် power 1တိုးတော့ r ကျူ တေတို့ r ကျူ4ပိုင်3 4ပိုင် r ကျူ 4ပိုင်3ဘာ r ကျူလေပိုင် r ပိုင် ကျူ r ကျူ အဲ့ဒါဒီဘာလဲဖျဲသီးလို့ဘာဖြစ်သွားပြီအနှစ်ဖြစ်သွားပြီလေ နှစ် နော်တစ်မျိုးပြောရင်နော်ဒီအပေါ်ကဒီ area ပါအောက်ကဒီဘာလဲဘောလုံးပါနားလည်လားခလေးဒါကြောင့်မလို့ဆရာတို့က area ကို integrate လုပ်ချင်ဘောလုံးရတယ် area ဘောလုံးကို differentiate လုပ်ရင် area ရတယ်ပြန်ပြော area ကို ဟုတ် area ကို integrate လုပ်ရင်ဘောလူရတယ်ဘောလူကို differentiate လုပ်ရင် area ရတယ် ပြန်ပြောပါ area ကို area ကို integrate လုပ်တယ်ဆိုရင်ဘောလူရတယ်ဘောလူကို differentiate လုပ်တယ်ဆို area ရတယ် ဒါမှမဟုတ်ဒီမှာပေးထားတဲ့ထိပ်ဝ area လေးကိုဘာလုပ်လိုက်ထားလဲ integrate လုပ်ချင်ဘာလုံးရမှာလဲ integrate လုပ်တာ ဘောလုံးရမှာ ဘောလူရတယ် မနာတော့ကသကောလေးမှာလေအဲ့တိုင်းပဲသကောရဲ့ဂွေလေးကိုဘာလုပ်လက်ချင်လဲ 2ပိုင် integrate လုပ်တယ် r integrate လုပ်တာ integrate လုပ်တော့ဗာလဲပိုင် r square ဆို integrate တဲ့ဘာ ပိုင် ကြီး r ရသွားသ square ဘောရသွားတယ်အနှစ်ဖြည့်တာ အနှစ် အဲ့ ဟု နော် တ် ဒါဆိုဒါနားလဲပြီနော် area ဟုတ်ဆရာ ကို integrate လုပ်ချင်ဘာရပါသည်ဘောလုံးရပါသည် ဘောလုံး နံပါတ်1ဘာလေးဆွဲကြည့်မလဲပုံချမ်းလေးဆွဲကြည့်ရမယ် ပုံချမ်းဆွဲ ဘာလို့ပြောဘာ section ရှာ cross cross section ရှာ section ရှာ ပြီးတော့ဘာလဲ integral ဘာရှာ limit ရှာ integral limit ရှာ ဘာရှာဘောလုံးရှာ ဘောလူရှာ နားလည်မယ်နော်ကလေးဒါဒီမှာ ဟုတ်ဆရာ sliding method ဒီ area ကိုဘာလုပ်ချင်းဖြစ်ပါသည် area ကို area ကို integrate လုပ်ခြင်း ဟုတ်ပါပြီ ဟုတ် ဟုတ်ပြီနော် next ဟုတ်ဆရာ ကဲ problem လေးအတွက်ကြည့်အောင်နော်ဖတ်ကြည့်ပါ example 9 example 9 Example 9, a pyramid with the height of 4 meters has a rectangle base shown in figure. Find the volume of the pyramid. ဒီပု္ပ္ပစာတွေတော့လွယ်တယ်သူပေးထားတဲ့ပုံအချက်လက်လေးနဲ့တွေ့ရမှာဆိုတော့လေဘာမှပြဿနာ ဟုတ်ဆရာ မရှိဘူးเนาะတော့ pyramid ရဲ့ ဟု သ တ် ဘာဝကွာဒီအလျားဒီဘာလို့လားဒီဟာတွေဘာလဲ ဟုတ် ဆိုတော့ဒီမှာဒီအလျားလေးအနံလေးဒီအမြင့်ကလည်းဘာလဲ လျာအနံအမြ လေး င့် เนาะဒါပေမဲ့သူဒီမှာယူထားတဲ့ဖိတ်ဝ area ကြောင့်ဒီအနာတစ်ဖက်က h เนาะဒီမှာပပလွှာလေးတွေ့လားဒီမဲမဲလေးဒီဘက်ကအနာကဘာကြီးလဲ 2h အလျား h အလျား 2h အနံ h ဆိုတော့သူ့ရဲ့ထိပ်ဝ area ပြပြလေးလိုချင်ဘာနဲ့မြောက်အလျားနဲ့အနံနဲ့မြောက် ဟုတ် အလျားနဲ့နည်းနည်းမြောက်ထားပါ integral လုံး integral လုံးမယ် integral လုပ် ဒီလိုနဲ့ပဲကြားမှာလဲ4ကြားမှာဟုတ်တယ်မလားကလေး ဟုတ် ။ဘာကြောင့်လဲဆိုတော့ဒီမှာ तू ကဒီလိုပေးထားတယ်လေအဲ့ဒီမှာကြည့်ဒီအနာက4တွေ့တာကလေး ဟုတ် ဒီအနာကဘာလဲ8 အေး ဒါမှမဟုတ်ဒီကောင်ကတစ်ဖက်က8ဖြစ်ခဲ့ရင်ကျန်တဲ့တစ်ဖက်ကဘာကြီးလဲ 2x ဒီကနေဒီအမြင့်ကဘယ်လောက်လဲဆို4ဒါဆိုဒါဆက်တော့ဘာတူ4လို့သတ်မှတ်မလဲ0ဘူး 0 to 4နော် ဟုတ်ဆရာ ကဲပြောပါ solution ကိုကြည့်မယ်ပြောဒီ cross sectional area ပြောပါ ဒီ cross section area at a is a or a equal to a square 2x square အဲ့ 2x ကဘယ်ရလာတာလဲဆိုရင်ဟောဒီမှာမဲမဲလေးခြယ်ထားတဲ့အပြားလေးတွေ့လားအဲ့ပြားလေး ဟု ရဲ့ တ်ဆရာ သွားသူဒီ Dauman Stu က rectangle ဖြစ်နေလို့အလျားနဲ့ဗာနဲ့မြောက်တာလဲအနံနဲ့မြောက်တာ အနံနဲ့မြောက် အလျား 2x အနံ 2x နဲ့8နဲ့မြောက်တော့ဘာ a square လဲ နဲ့မြောက် 2a square ရပြီ area ရဆိုဆရာတို့က integral မှာပေါ့ volume ကိုလို့ချင်း ဟုတ် integral x equal to 0 to ဘာလဲ4 x equal to 0 to x equal to 4 a or h dx AR က 2x ဆို x power 2x square 3နဲ့စား
3နဲ့စာ 2/3ဘာကျူလဲ8ကျူ 8ကျု from 0 to ဘာလဲ4 0 to 4 4ကိုထည့်ရှင်းမှာရေး0ကိုထည့်နောက်မှာရေးပေါ့ တို့ထဲနောက်မှာရေး 0ထည့်စရာမလို 0 ပေါ့4တော့လေးလေး16 ဟုတ် 6လေး64 64 64နဲ့ပြီးတာပါရှိတယ် 64နဲ့4 128ပေါ့ 128ဟုတ် နားလဲပါတယ်နော် ဟုတ်ဆရာရရရှင် next မေးခွန်းဖတ်မယ် find the volume find the volume of solid by using slicing method find ဆိုတော့ဘာလို့ပါရှာပါ ရှာပါ ဘာ method နဲ့ရှာမှာလဲ slicing method slicing method find ဆိုတော့ဘာလို့ပါရှာပါ solid volume of the solid ဒီဒုတဲ့ကြီးဒီဒုကြီးရဲ့ solid ဆိုတာဒီအဆိုင်ခဲကြီးရဲ့ volume ကိုရှာပါ using slicing method နော် the base of the solid is region bounded by the graph of y equal to 28 y equal to 4 at a equal to ဘာလဲ0 8.0 ပြီးတော့မှ n a equal to 0 the cross section the perpendicular cross to the section by perpendicular to the exit slicing method က perpendicular to the exit နော်ဟုတ်ပြီကြည့်ခလိ exit ဟုတ် မာကြီးဆရာတို့သိထားမှာနှစ် function နှစ်ခုလို့မြင်ရမယ် ဟုတ် ဒီဘက် function က y equal to ဘာကြီးလဲ 4 ဒါ y equal to 4ပြန်ပြဘာ equal to 4နဲ့ y equal to 2a နဲ့ y equal to 4 function ဘယ်နှစ်ခုလဲနှစ်ခု နှစ်ခု ဟုတ်နော် y equal to 2 နဲ့ y equal to 4 at y y equal equal to to 0လဲ a equal to 0 a equal to 0 cross section ဘာကိုသုံးပါလဲ cross section cross section perpendicular to the ဘာ exit လဲ a exit a exit အကြည့်ပုံကြည့်ခြင်းအဖြစ် ဟုတ် y equal to ဘာ8လဲ28 y equal to 2a ဟုတ်ပြီကြည့်ဒီမှာကြည့်ကွာဆရာတို့ကဒီမှာ y 8တန်မိုးက0ပေါ့0ထားရင်2 3ညလीပါတယ်3ည 3ည ဒီမှာ y ကတော့ 4ပဲပုံကလည်းပေးပြီးတော့အပေါ် function ကမှာကြည့်ဒီမှာ y တန်မိုး4ရှိတဲ့နေရာမှာအပေါ် function တွေ့လားအောက်က y equal to 2ကအောက် function 2a အပေါ် function တွေကဘာ function ကိုနှုတ်ရင်အောက် function ကိုနှုတ် အောက် function ကိုနှုတ် ဒီမှာတော့ခလေးမှာကြည့် ဟုတ် အပေါ် function ကဘာလဲပြော4 4 function က အောက် 2 function က 2a ဒီခြေထားတဲ့ဟာလေးဒီခြေထားတဲ့အပိုင်းဒီဘာမိုင်းနဲ့2 area 4မိုင်းနဲ့2 4 minus 2a အဲ့ဒါလေးကိုဆရာဒီမှာမဲမဲလေးခြေပြထားတွေ့လားကလေးမှာ ဟုတ်မ ဆ မေ ရာမြင်သာအောင်လို့ကြီးကြီးပြတယ်ကတော့အကြီးမဟုတ်တော့ပါပါလေးဟုတ်တယ်မလားကလေး ပပလေးဟု အဲ့ တ် ပါပါလေးရဲ့တန်ဖိုးဒီဘာမိုင်းနဲ့4လဲဆိုရင်ဘာမိုင်းနဲ့2ဆို4မိုင်းနဲ့2 4 minus 2a အဲ့ဒါနော်ဒါက ဟုတ် 4ဒါကဘာလဲ28ဟုတ်တယ်မလားကလေး 2a အဲ့ဂျားတွေကဒီအကွာလေးဒီအဲ့ဒါဘာလဲပြောအပေါ်တွေကအောက်နှုတ်တာဘာမိုင်းနဲ့2လေ4မိုင်းနဲ့2 4 minus 2a ဟုတ်ပြီကလေးအဲ့ဒီဘာမိုင်းနဲ့2ကြည့်လေ4မိုင်းနဲ့2ကြည့် 4 minus 2a ကို ဆရာအပြင်ကိုခဏဆွဲထုတ်လိုက်မယ်အဲ့အနားလေးကိုနော် ဟုတ် အပြင်ကိုခဏဆွဲထုတ်လိုက်ဒါ4မိုင်းနဲ့2အနီကြောင်းလေးဆိုတာဒါဒီကြောင်းနော်ညနာကလေး ဟုတ်ဆရာ ဟုတ်ပြီအဲ့ဒါကိုနော်ကြည့်မနော် rectangular တဲ့ဘာမှလဲ rectangular တောင်းမှန်တရီကန် at the တောင်းမှန် high တ of ရီကန် 8အဲ့ဒီအနားလေးပေါ်မှာ အ တဲ့ မြင့် height အမြင့်ဘယ်လောက်တက်မှာလဲ8တက်လိုက်ခြင်း ရှေ့ရှိ rectangular တယ် ဘာမှန်စုကန်ဖြစ်သွားပါသည်တောင်းမှန်စုကန်ဖြစ်သွား တောင်းမှန်စတူကန်ဖြစ်သွား ပြန် ပါ ပြောမယ်နော် သည် ဒီမြင်းနှစ်ကြောင်းရဲ့ဒီ curve နှစ်ခုရဲ့ခြားနာခြင်းအပေါ်နဲ့အောက်ခြားနာခြင်းအလွှာလေးဒီဘာမိုင်းနဲ့2 အလွာလေး4 minus 2a နော်4မိုင်းနဲ့2သူ့ဘော်ကိုဆရာတို့ကအမြင့်ဘယ်လောက်တက်လိုက်လာတယ်8တက်လိုက်တာမလားကလေး ဖြစ်တက်လိုက်တာ 8တက်လိုက်တော့အလျားနဲ့အနံနဲ့ဒီဘာမှန်စုကန်ဖြစ်လဲတောင်းမှန်စတူကန်ဖြစ်သွား တောင်းမှန်စတူကန် အဲ့ဒါဆိုဆရာကြီးဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီမှာကြည့်ဒီမှာကြည့်ဒါက negotiate မဲ့ကောင် ဟုတ် တွေ့လားဒီမှာဒီအချက်ကလေးကတွေ့လားဒီလိုအချက်ကလေးကိုဆရာဒီလိုထောင်လိုက်ပြီတွေ့လား ဟုတ် ထောင်လိုက်ပြီးတော့မှဒူးတဲ့ပုံဖွင့်ဒီကောင်လေးကြောက်ကြောတုံးလေးလိုဖြစ်သွားတယ်လားကလေး ဟုတ်ဆရာ ဒီ area ကနေဘယ်လောက်လဲအမြင့်မကြည့်ဆရာတို့ကကြည့်ဘောစာမှာဒီငါတို့ရှေ့ကဇပွဲပေါ်မှာဒီလဝါးလေးကိုတစ်စောင်းထောင်လိုက်ပြီးတော့မှအဲ့ဒါလေးကိုဟိုဒူးပုံစံလေးလှုပ်လိုက်တဲ့သဘောပေါ့ဆရာကနားလဲလားမသိဘူးအုတ်ခဲရုံလေးလိုဖြစ်သွားတယ်ဒါကတော့အောက်ကအချက်ကွာကောချက်အမြင့်ရပါလဲရှစ်အဲ့လိုပုံလေးဖြစ်သွားမှာ အမြင့်ရှစ်ဟုတ် ငါတို့ဒါသတိကံပုံလေးလေအသတိကံပုံလေးနှစ်ခုကိုအမြင့်ဘယ်လောက်တင်လိုက်လဲရှစ်တင်လိုက်တာလေသဘောပေါက်လားသတိကံပုံလေးနှစ်ခုအမြင့်ရှစ်ပေါ်လဲဒူးတယ်ဖြစ်သွားတာပေါ့နော် ဟုတ် ဒါပြီ solution y equal to 2a နဲ့ y equal to ပါလဲ4 I get 4 ပေတာချက်ကဘာတွေကဘာနှောမှာလဲ4တွေကနေ2a နှောမှာနော် 4ရနေ2ကိုနှုတ် ဒါသူ့ရဲ့ဘာလဲ intercept point ကိုရှာခြင်း 2a equal to 4 a equal to ဘာလဲ 4 2 equal to 2 ဟုတ်ပြီနော်အဲ့ဆိုဘာတူ2လဲ0 to 2ပေါ့ 0 to 2ဟုတ်တယ်မလားဘာတူ2လဲ0 to 0 to 2 send the rectangle out rectangle or higher 8 အဲ့ဒီ rectangle တောင်းမှစုကအမြင့်က8
ဒါ the cross section နဲ့ပြောပါ section the cross section area at A is 8.8 equal length Length and height. into A အဲ height လ and မ်းကဒီဘက်က 4 minus 2 height ကပါလေ 4 8 minus 2 8 32 minus ပါလေ 16 8 2 minus 16 8ဒါဆိုပြော the volume the volume of the solid V integrates x equal to 0 to x equal to 32 minus 16 88ဟုတ်ပြီဒါဆိုရင် integrate လုပ် 32 ဖို့လို့ရ 8 minus 8 square from 0 to 2 a square from 0 to 2ထက်ရှေ့မှာ0ထက်နောက်မှာ ရှေ့မှာရေး 32ပေါ့ 32 unit ထက်32ဘာနဲ့ square တယ် unit square ဟုတ်လဲမလားကလေး ကျုဟုတ်ရိုက်ရှာ next နံပါတ်ပြီးမြေကွန်က rectangle of rectangle parameter or 10 parameter 10ပက်လည်နာ30တဲ့ပက်လည်နာပါလဲ30ခုနနံပါတ် A ရဲ့ပေးထားချက်က အမြင့်8 ဟုတ် အခုကပက်လည်နာပါနဲ့10တဲ့30 30ပုံလေးကိုပြန်ကြည့်တော့ပုံလေးကဒီမှာတွေ့လားဒီခုနတော့ဒီကခုနဒါဘာနှစ်ခုရဲ့ခြားနာချက်လဲ cap နှစ်ခုရဲ့ခြားနာချက်4 minus နှစ်ခုခြားနာချက်ဟုတ် ဒါတော့ 4 ပြောင်းလဲ minus လို့ 2 မရဘူးဟုတ်တယ်မလားကလေး မရဘူးဟုတ် ခုနနံပါတ် A ရဲ့ပေးထားချက်မှာသူ့ရဲ့အမြင့်က8လို့ပေးထားတော့8 အ နဲ့ မြ တွဲ တ်ရှစ်ဟုတ် အခုကအမြင့်ပေးမထားဘူး မပေးဘူး ဒါတော့ parameter h လို့ထားမယ် h လို့မထားနဲ့တမိကြိုက်တဲ့တစ်ခုထားလို့ရတယ်နော် ဟုတ်ဆရာ ဒါတော့ဘာထားလိုက်မလဲ h h ဘာပေးတာ parameter ပက်လည်နာဆိုတာအနားလေးနာပေါင်း လေ ခြင်း နာဟုတ် အဲ့ဆိုရင်မြန်ရှိတဲ့အနာတွေအနားဒီဘက်လျှားနဲ့နာနဲ့ပေါင်းပြီးနှင်းနဲ့မြောက်ခြင်းဘာအနားရတယ်ပက်လည်နာရတာပေါ့ ပလေနာရတယ် ဟုတ်ပြီဒီပုံလေးဟုတ်တယ်မလားသူကဒီမှာခုန h နေရာမှာ8နေရာမှာအခုပါလေ h h တော့ rectangle of parameter 10 rectangle or parameter 10 parameter ပက်လည်နာဆိုတာအနားတစ်ဖက် 4 minus h ကနောက်အနားတစ်ဖက် h က 4 minus 8ဟုတ်တယ်မလား ပေါင်းန ဒါ ည်းန ဆို ည်း ရင် မြော h က် ကဒီမှာ h က4 minus 8ကပေါင်းပြီး 4 နှင်းနဲ့ minus မြောက်ခြင်း10 2a ရေပေါင်း10ဒါဆို8 plus 4 minus 2 က 8 5ကိုနဲ့လာ 4 minus 2a က5 h ကိုဆိုရင်မကြည့်လာပြီးတော့ထုံးမယ် 2h ကဒီဘက်ပေါင်းနောက်တော့ 2h plus 1h က 2a plus 1ဟုတ်ဟုတ်ပြီဒီ h ရပြီဆိုတော့မှဒီ h ဆိုတဲ့ h နဲ့ဒီကပါလဲ4 minus 2h နှစ်ခုမြောက်ခြင်းဒါရီကရမှာလေ area ရမှာ area နားလည်မနော်ဒါဆိုပြောမနော် area ကို ပြောဒီ cross section နဲ့ area ပြော the cross section area at A is 8.8 equal 2a plus 1 into 4 minus 2a 2h plus 1ဒီပါလဲ h နေရာအတွက်ဟုတ်တယ်မလားကလေး h 4 minus 2h ဒီခုနကပါလဲ cap နှစ်ခုကြအကွာပဲဟုတ်တယ်မလားဒီမှာလေ နှစ်ခုကြာกว่าဝေးဟုတ် ကြောက်မယ် 8x 4x minus 4x square minus 4a square plus 4 2x minus 2a ဒါဆို minus 4x square plus 8 plus 4 plus 8 plus 4ဟုတ်ပြီနော်ပြော the volume of the solid v equal to the volume of the solid v equal to integrate 8 from x equal to 0 to x equal to 2 minus 4a square plus 8 plus 48ဒါဆို power 1တို့3တက်3နဲ့စားမယ် 1တို့တဲ့ပါနဲ့စား2ထက်2နဲ့စားတော့3 နည်းနည်းစား constant 8တုံးကတ်2ထက်ရှေ့မှာရေး0ထက်နောက်မှာရေး0က0 0ထဲနောက်မှာ0က0ပဲ 3တက်က8 8လေးလီ32 3နဲ့စား 32 နဲ့ လေး 42 လေစနစ် ဒါတော့ရှင်းတာလွယ်ပါတယ်ကွာဒါ20ရှင်းတတ်တော့ ဟုတ် ဒါဘာဖြစ်သွားလဲ ဟုတ်ပါ minus ဗါလေ28/3ပေါ့ 28 by 3နားလဲပါတယ်နော် ဟုတ်ရိုက်ရှာ next ဒါနံပါတ်2เนาะ နံပါတ်2 3ရဲ့နံပါတ်2လေးပြောပါ the base of the solid is The base of the solid is the region bounded by the graph of y equal root 8 and y equal 8 by 4. The cross section perpendicular to the axis are a isosceles isosceles triangle or height 4 isosceles triangles or height 4. semicircle with diameter using cross running the base of solid the base of solid. ကဲကြည့်ပုံမှာပေးထားတဲ့အရာအပေါ်မြင်ရဲ့ curve ကအပေါ် curve က equation y equal တွေပါလေ root x y equal to root 8. အောက်မြင်က y equal တွေပါလေ8 by y 4 equal to 8 minus 8 by 4. အဲ့နှစ်ခုအပေါ်တွေကအောက်နှုတ်ခြင်းသူ့ရဲ့ဒီကပါလေ အပေါ်က root 8 minus 8 by 4. root 8 minus 8 by 4ဟုတ်မယ်ဒီကချက်လေး ဟုတ် အဲ့ချက်လို့ဆရာဒီမှာယူလိုက်မတွေ့တာဒီမှာအချင်းမတော့ root 8 minus 8 by 4 ဟုတ် အဲ့ဒါကို तू က root 8 isosceles minus triangle လုံးပါတယ်အဲ့ဒါလေးကို base လုပ်ပြီးတော့ နာ မှာ ညီ ဒါလေးကိုဘာလုပ်မှာလဲ base 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 လုပ်ပြီးတော့ isosceles triangle သူက height သူက isosceles triangle height 4ဒါလေးကိုအခြေပြုတော့ isosceles triangle height အမြင့်4ရှိတဲ့ isosceles triangle လေးရှိရဲ့ဟုတ် အဲ့ဆိုရင်ဒီ
base နဲ့ high နဲ့သိရင် 3 can area နှစ်ပိုင်းဘာမြောင်းမြင်တယ်အခြေမြောင်း န မြင် မို တယ် င်းတစ်ပိုင်းအခြေမြောက်မြင့် ဟုတ်ပြီနော်ဒါလေးမြင်လားခလေးဒါလေးမြင်တယ်နော်ဒီအော ဟု က်က တ်ဆရာ ဒီလေးဒီအပေါ်မြင်အပေါ် curve နဲ့အောက်ကပါလေခြာနာခြင်းနှုတ်ထားတဲ့ ဌာနချင်း အဲ့ဒီကမေအဲ့ပေါ်မှာဘယ်လောက်တက်သွားလဲ4တက်သွားတာ မြင့်လေးတက်သွားတယ် 4တက်ပြီးတော့မှဘာလဲရိုးရိုး isosceles triangle isosceles triangle အဲ့လိုဒီလိုထက်ဒီလိုဖြစ်အောင်ကြည့်ပါတော့ဒါ isosceles ဒါတချမ်းလေးပေါ့အဲ့ဒါလေးကိုအပေါ်အုပ်လိုက်တဲ့တော့အုံလေးအုပ်လေးဖြစ်သွားတွေ့လားဒါလေးကိုဒုတယ်လေးဖြစ်သွားတာပေါ့ ဟုတ်ဆရာ အဲ့ဒီအုပ်လေးအဲ့ဒီဒုတယ်ဒီဒုလေးကိုရှာခိုင်းတာနော် ဟုတ် ဒါပြီးခလေးပြော solution ပြောပါ root x equal to ဘာ by 4 8 by 4အဲ့ဆိုရင်နှစ်ဖက်လုံးနှစ်တက် x equal to y square by 16 x square by x 16 square by 16 ဒါဆိုရင်ဒီလိုလာမယ် x square minus 16 a equal 0 x square minus 8 equal to 0 a equal to 8 minus 16 a equal to 0 8 minus 16 0ဆိုတော့ equal to 8တန်ပေါ်က 0 နဲ့ 0 16ဘယ်နှမျိုးလဲ နှစ်ခု0နဲ့16ကြာ the cross sectional area ဒီနှစ်ပိုင်းတစ်ပိုင်းအခြေမြောင်းမြင်နှစ်ပိုင်းတစ်ပိုင်းအခြေက root 8 minus 8 by 4 8 minus 8 by 4အမြင့်က4 နှစ်နဲ့လီလေ နည်းနည်းလေး 2 root 8 minus ဘာ by 2 8 by 2 8 by 2 area ရရင်အဲ့ area ကို integral လုပ်ချင်ဘာလို့ရမှာလဲ volume မဟုတ်လားကလေး ဟုတ် the volume of solid v solid integral v from 0 to ဘာလဲ 16 0 to 16 ဒီမှာ0 and 16ကိုပါထားပြီးသားနော် ဟုတ် 2 8 root 8ဒီ 1 by 2တဲ့ဟို8 by 2 power 1တိုးတဲ့ power နဲ့စာ ဘယ်ပေါ်နဲ့စာ3 by 2 2 by 3နဲ့မြောက် နှစ်ထပ်ဖြစ်2နဲ့စာတော့2 4ဖြစ်တော့ ဟုတ် 60ထက်ရှေ့မှာရေးမယ်0ထက်နောက်မှာရေးဟုတ်တယ်နော်ကလေးနော် 0ထက်နောက်မှာရေး 0ထက်တော့0ပဲပေါ့နောက်က16ထည့်ပြီ16ကိုဘယ်နဲ့ထက်လဲ16က16 3တက်နဲ့4နဲ့မြောက် အဲ့ဒါကိုကြည့်လိုက်ရူးကျင်လိုက်ရှုပ်ပါတယ်ဒီမှာကြည့် calculator သွားလိုက်ရှုံးပါဆိုလို့နော် ဟုတ် 16လို့ရေးလိုက်16ပေါ်မှာဘာပိုင်2တက်ဟုတ်3 by 2 3 by 2ဘယ်လောက်ရလဲ64 64 64ရှေ့ကဘာနဲ့မြောက်4နဲ့မြောက် 4နဲ့မြောက်3နဲ့စာ256 by 3ဟုတ်တယ်မလား ဟုတ်ဆရာ ဒါ16ကိုအောက်က4နဲ့မြောက်4 4ကြောက်6 64 64ဒါရှင်းတာတော့ calculator ရှင်းလိုက်ပေါ့64 by 3ဘာကျုလဲ unit ကျု unit ကျု ဟုတ်ပါပြီနော် ဟုတ်ဆရာရည်ရှင်း နောက်နံပါတ် B မှာအဲ့ဒီမြင်းချောင်းလေးကိုခုနတုန်းက isosceles triangle နှစ်နားညီ3ကန်အခြေထားပြီးတွက်တာဒီခါကျတော့အဲ့ဒီမြင်းချောင်းလေးကိုတွေ့လားစာကယ် with diameter ဘာလဲအချင်းဖြစ်ထားမှာ ချင်းမြဲ အချင်းဖြစ်ထားမယ်ဒါလေးကိုဒီပုံမဟုတ်တော့ဘူးနော်ဒီလိုအချင်းထားမယ်စီမီစာကယ်ဆိုတော့ပုံလေးပေါ့ဒီလိုလေးဖြစ်သွားမှာ တဝက်ဟုတ် နားလဲနော်စီမီစာကယ်နော်စဝိုင်းချမ်းလေးဖြစ်သွားမယ် ဟုတ်ဆရာတဝိုင်းချမ်း next Semi-circle with diameter running across the base ပြောစီမီစာကယ် with diameter running across the base of solid Semi-circle with diameter ခုန running root across 8 the minus base 8 by 4 diameter အပေါ်စာမီစာကယ်လို့ဖြစ်သွားမှာ ဟုတ်ဆရာ အပုံလေးကဒီလိုဖြစ်သွားပြီတော့အခုံးလေးတွေ့လားအခုံးလေးဖြစ်သွား ဟုတ် နားလဲမနော်လာပြီခ ဟု လေး တ်ဆရာ diameter ကိုတွားဝတ်တော့ဗာလဲပြော radius မလား radius ဟုတ် ဟုတ်ပြီ radius ကစဝိုင်းရဲ့ပုံသေးနည်းဒီဘာ r square လဲ pi r square pi r square pi r square အခုကစဝိုင်းလားစဝိုင်းချမ်းလား တဝိုင်းချမ်း 1 1 by 2 1 by 2ဟုတ်တယ်မလား1 by 2 pi r ဟုတ် square ဆရာ ဒီမှာပေးထားတဲ့ pi r square root 8 minus 8 by 4ဒီ radius တန်ဖိုးလား diameter တန်ဖိုးလား diameter တန်ဖိုး အဲ့ကောင်ကိုဘာနဲ့စားမှ radius ဖြစ်မှာလဲနှင်းနဲ့စား ဒီ မှာ နဲ့စာ ဒါဆိုဘာ radius ဖြစ်သွား ဖြစ်မှာ ဆိုရင်ဘာ by 2လဲ radius 1 by 2 1 by 2 pi pi root 8 minus root 4 by 2ကိုဘာနဲ့စားနှင်းနဲ့စား r square နဲ့စာ r square ရှင်းလားဆရာပြောတာနှင်းနဲ့စား ဟုတ် square ကဲ့ ပြောတာအာနေရာမှာ root 8 minus root 4 by root 4ကိုနှင်းနဲ့စားပြီးဘယ်နဲ့ထက်လဲ ဒီ နှစ် ပေါ် ထက် နဲ့စာနှစ်ထပ်တင် diameter အောက်တဲ့စာကက root 8 minus ဟုတ်တယ် 8 minus 8 by 4 cross cross section section area area ဒီ at 8 AR pi equal r 1 by square 2 1 pi by r 2 pi square r square စီမီစာကမလို့နော် semi circle 1 by 2 pi radius ဒီ root 1 by 8 2 minus 8 by 4ကိုနှင်းနဲ့စားပြီးဘယ် 8 နဲ့ by ထက် 4နှစ်နဲ့စာနှစ်ထပ်တင် 1 by 2 pi ရှင်းနှစ်ထက် root 8နှစ်ထက်က8
root 8နဲ့8 by 4မြောက်ချင်းရဲ့နှစ်ဆ1 by 2 8 power 3 by 2 1/2 8 power နော် 3 8 by by 2 2 နဲ့1 by 16 8 square ပိုင်းချင်းတဲ့ထက်4ဟုတ် ဒါဆိုဘာပိုင်းလဲပိုင်း8ကျွန်တော်ဒီတိုင်းဖြစ် 5 သွား by ပြီ 8ဟုတ် ကဲ ဆရာ volume integral ပြောပါ the volume of the solid The volume of the solid V equal integrate from x equal to 0 to x equal to 16 5 by 8 8 minus 1 by 2 8 power 3 by 2 plus 1 by 16 8 square 38ဒါ power 1 2 2တဲ့ power နဲ့စတာမှာနော် တဲ့ ပိုင်း power နဲ့ ပိုင်းကိုရှေ့ စ ထုတ်နှစ်ထပ်ဖြစ်2နဲ့စ ဟုတ်နှစ်ထပ်နှစ်နဲ့စား ဒါကြ 5 တော့ by 2ဆို ဒီ 2 တော့ by 5 5 by နဲ့ 2 မြော ဆို က် 2 by 5 2နဲ့2နဲ့ဘာဖြစ်သွားနိုင်လဲဖြည့်သွားနိုင်တယ်နော် ကျေ ဖြည့် ဟု သွား တ် နိုင်တယ်ဒီမှာဘယ်နှစ်ထပ်ဖြစ် 3နဲ့ 3 စား ထပ်ဖြစ်3နဲ့စနော် 3နဲ့စား ပိုင်းပိုင်း8 1 by 2ဟုတ်တယ်မလားကလေး ဟုတ် 16 16 2 56ဒါကခုနလိုတင်လိုက်ပေါ့ကွာ16ပုံက5 by 2ဟုတ် နဲ့ ဆရာ လိုက်ချင်း 1024 အောက်က5ဒါက 1024 by 5 ကျော် ဟိုဟာ 16 16 16 3ပါဆို16တစ်လုံးကြည့်မယ်16တစ်လုံးပဲကြည့်မယ်16 256 by 3 56ဟုတ် ပိုင်းပိုင်း8ကပိုင်းပိုင်းဒါတွေရှင်းတာတော့ 5 by 8 by 0 15 u ဟုတ် အဲ့တော့ဗာလေကျင်းလိုက်တော့16 16 by by 15ဘာကျူလဲ unit ju unit ကျူဟုတ်ပြီနော် ဟုတ်ဆရာရိုက်ရှင် next ပြပါ exercise 11.3 number 3 the solid line Side 11.3 number 3 the solid line between the plane perpendicular to the axis at a equal minus 1 and a equal 1 the cross section perpendicular to the axis circular disc whose diameter run from y equal minus a square plus 4 and a square plus 2တွေ့လားဒါကြောင့်ဘာမပါတော့ ဟုတ် ပုံမပေးတော့ဘူးလား ပုံမပေးတော့ဘူး အေးပုံမပေးရင်ကိုယ်တိုင်ဘာလုပ်ရမှာလဲဆွဲရမှာ ပုံဆွဲရမယ် ဆက်ပါနားလေလားပုံမဆွဲပဲနဲ့တွက်ချင်တော့ရတယ်လေပုံဆွဲပြီးတော့မှမြင်မှာပေါ့ solid ဟုတ် line ဆရာ between the plane perpendicular to the bar axis perpendicular to the axis အဲ့တန်မိုးကဘာလဲ minus 1နဲ့1နဲ့ကြာ 8 minus 1 and 1 cross section နဲ့ perpendicular to axis ဒါတော့ perpendicular slicing method အတွက် circular disc ဆို ဟုတ် တွေ့လားကလေး ဟုတ် တဝိုင်းပုံပါလေအချက်ကလေးလို့ပြောတာနော် ဟုတ် post diameter run diameter ဆိုတာဒီနှစ်ခုကြားမှာလို့ပြောတာအဲ့လိုဆရာတို့ကကြည့်ရဘယ်ကအပေါ်ဘယ်ကအောက်လဲစဉ်းစားမယ်ကလေးပေးထားတဲ့အမှန်တစ်ခုကဘာ1နဲ့လေ minus 1 minus 1နဲ့1နဲ့ဆိုတော့ကြာတော့ 0 0 0ကို2နဲ့ 0 စား 1 တော့ minus 2 0နဲ့နဲ့စားတော့0 ဟုတ်တယ်ဒီမှာကြည့်ပထမမှာ 0 0ထည့်ပါရမှာလေ 4 ဟောဟို နောက်က က2 0ထည့် 2ဆိုတော့ရှေ့ကကောင်ကများတာရှေ့က ဒါဆို ကောင် ရင် အပေါ်က ခြေထဲကနေပါအောင်နှုတ်နောက်ကိုနှုတ် ရှေ့တဲ့နောက်ကိုတော့ ရှင်းလားဆရာပြောတာနားလည်လား ဟုတ်ဆရာနားလဲရှင်း ပုံလေးဆွဲကြည့်အောင်အဲ့တော့မကြည့်ဒီဟာလေးဒါ x square ပါလဲ minus 4 minus ဒီမှာ minus parabola open down ဒါ open down လေး minus လေးဟုတ်တယ်မလားကလေး ဟုတ် ဒီမှာကြည့်ဒီကောင်မှာဘာတူးထားကြည့် minus တူးထားလဲပါလဲ0ရှိတယ် minus 2 ဒီမှာလဲ minus 2ပါလဲ0 0 ဟုတ်မလား x က0ဆိုပါလဲ4နောက်ဒီမှာကြည့် x ကို minus တူးထား minus 2နဲ့ထက်ကပါလဲ minus 2 4လေ နဲ့လေးလေးလေးဟုတ် 6ဒါ 6 သူက minus 2မှာဆို6လောက်မှရှိတယ်သူကဒီလောက်မှာ ဟုတ်ဆရာ နောက်ဘာတူးလဲ plus 2ထားလဲ6လောက် plus 2 6ဟုတ် 8တန်မို့0ထားခဲ့ပါလဲ 0ထားရင်2ဟုတ် ဒါမှမဟုတ် तू ကဒီကြားထဲမှာစုံတဲ့ဟာလေးသူ့ရဲ့ဘာလေးရတယ် area တောက်လို့ရတယ် area ဟုတ်လားကလေးဒါသူတို့နှစ်ခု ဟုတ် ရဲ့ ဗျာ ဘာလဲခြားနာခြင်းဆိုရင်သူတို့နှစ်ခုရဲ့ခြားနာခြင်းကိုဘာမီတာ ဌာ လို့ န ခေါ် ချင်းဆိုရင် diameter နှုတ် diameter နော်ဒါဆိုအပေါ်ထဲကဘာအောင်နှုတ်အောက်ကိုနှုတ် ကိုနှုတ် minus x square minus plus x 4တဲ့က x square plus 2 minus ကိုနှုတ်လိုက်ခြင်းဒီ x ဘာ square မီတာ plus လို့ 2 ပြောတာလေ diameter လို့ပြောတာ diameter လို့ပြောတာ အဲ့တော့နားလည်ဒီပုံလေးဆွဲတဲ့နားလည်ရနော် ဟုတ်ဆရာ အ နား ပေါ် လဲ နဲ့အောက် ရှ နဲ့ င်း ယူနေတဲ့သိပြီနော် ဟုတ် အမှန်နံပါတ်ကိုပေါင်း2နဲ့စား အမှန်တ ဒါ က တဲ့ ယ် ကောင် ကော လေး င်း ကို နေ စား နဲ့ တွဲ စားအဲ့ဒါကိုရတဲ့ကောင်နဲ့ ငယ် စား တာ သွင်းရင်ကြီးတာပေါ်ငယ်တာအောက်ကြီးရတဲ့ငယ်တာနှုတ်ဟုတ် ဒါပဲကလေးလေးကြည့်အောင်ဒီမှာပုံလေးကဒါမျိုးလေးဖြစ်သွားကြည့်အဲ့ဒါလေး1လို့ဒီမှာ ဟုတ် diameter ဒီဘာ minus လဲဆိုတော့ minus x minus x square square plus 4 minus x square x square ပါလေ plus ကြည့်မယ် 2 အဲ့ဒါဆိုကြည့်ပါလေ x square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  ကျူနေ x square x square minus နှစ်ခါဆိုတော့ 2x minus square ဟုတ် 4တွေက2လို့တော့2 minus ပါလေဆို minus တော့ 2x x square square အဲ့ဒါဘာမီတာ diameter minus 2 plus 2ဟုတ် ဟုတ်တယ်မလားဘာတွေကဘာနှုတ်တာလဲ minus x square plus 4တဲ့က x x square plus 4 square နှုတ်တာ x square plus 4 2ကိုနှုတ် ပြော minus x square plus 4 x square plus 2 plus 4 and y to find the square x square intersection plus point ဆို 4 တော့သူကိုညီလိုက်တယ် intersection point 2x square က2
x square က1 x က plus or minus 1 plus or minus 1 ရပြီးသား in y equal to minus x in square y plus equal 4 to မှာ minus a square plus 4 ဘာတန်ဖိုးက a 0 equal ဖြစ် to ခဲ့ရင် 0 အဲ့တန်ဖိုးက0ဖြစ်ခဲ့ရင် 0ဖြစ်ခဲ့ရင် y တန်ဖိုးက4 ဟုတ်တယ် y equal x square plus 2မှာ x ဆို square ရင် plus 2မှာ a အဲ့တန်ဖိုးဆို y တန်ဖိုးက2 2 ဒါဆို diameter လို့ချင်းဘာတွေကဘာနှုတ်ညာတဲ့ကနေတာအောင်နှုတ် နေတာကိုနှုတ် 2 minus 2x 2 square minus 2x square area လို့ကျွန်တော်ပိုင် area လို့ကျင်း radius ပိုင် r square r ဆိုတာ diameter ပိုင်2ပိုင်ရ ပို ပို င် င် square ဒီက diameter 2 minus 2x square ပိုင်2 ဟုတ် ကျင်းလိုက်တော့1 minus x square ပိုင် the whole 1 square minus x square the whole ပိုင်ရပိုင် square ရှင်းနဲ့ထက်ရှင်းနောက်မြောက်နှစ်ဆနောက်နှစ်ထက် နှစ်ဆအပေါင်းနောက်နှစ်ထပ် ဒါလာပြီအစားသွင်းမယ် 4 ပိုင်ရတော့ပိုင်1ဒီဘာဖြစ်သွားမလဲ x 8 2x square ဒီ 3 by 2 by 3 နဲ့ 8u စာ2 by 3 8u ဒါ1 by a power 5 ဟုတ်တယ်နော်ပိုင်ရှိတော့မနော် a ဘာလဲ power ဘာ 5 ဆိုရင် by 1 by 5 8ပဲနဲ့ထက်လဲ9တဲ့ power 5 ငါတဲ့ 1အောင်ထည့်ရှင်းပါရေး minus 1အောင်ထည့်နောက်ပါရေး မိုင်း 1 2 by 3 1 1 minus 1ဆိုဒီမှာ minus 1 minus ဒါ plus ဖြစ်မယ် ဒါ minus ပလက် minus ဝင်းနေဖွင့်မယ်1နဲ့ ဝ 1 င်း နဲ့ နေ ပေါင်း ဖွဲ့ 2 minus 2ဟိုဟာက ပိုင်းခြေ15နဲ့ညှိလိုက်ပေါ့ပိုင်းခြေ15ညှိပြီးတွက်လိုက်ပေါ့နော်16 by 15 16 15 by 15 16 by 1 1 by 15 15 ပိုင်းပါလေ 1 by unit ကျူ 15 by unit ကျူ ဟုတ်ပါပြီနော် ဟုတ် မှတ်တာနော် Right. အပေါ်နဲ့အောက်ယူနီးကမှတ်ထားပါပေးထားတဲ့ပါလေ ဟုတ် limit နဲ့ပေးထားတဲ့ ပေးထားတဲ့ ပေါင်းနှင်းနဲ့ limit စာ limit နှစ်ခု ရ ပေါ တာ င်း ကို နေ ထ နဲ့ ည့် စာ ညာတာ ရ အ တာ ပေါ် ရဲ့ဟာကိုထိုင်ရှင်နေ နေတာ တဲ့မှာထ အော ည့် က် များ ညာ တာ တွေက အ ဘာ ပေါ် အောင်နှုတ်နေတာအောင်နှုတ် များတာတွေကနေတာအောင်နှုတ် သူပေးထားတဲ့ပါလေကြည့်ပေးထားတဲ့ပုံတင်ပေးထားတာပါလေပေးထားတဲ့ပုံကမူတည်တယ်စာကဲဆိုရင်စာကဲနဲ့တွက်မယ် ဟာကဲ ပါလေဒေါင်းမှန်စုကန်ဆိုဒေါင်းမှန်စုကန်နဲ့တွက်မယ် ဒါမှ တနာကြီးပြီး နဲ့ တော့ တွက် နာကြီးစုကန်နဲ့တွက်တယ်နားလဲနော် ဟုတ် စဝိုင်းကျန်းဆိုရင်စဝိုင်းကျန်းပိုင်ယာစကွဲကိုနှင်းနဲ့စာ မိုင်း တွက် ကျန် အဲ့ဒါတော့ 1 by 2 by ဘယ်ပုံမှာမူတည်တာလဲပု္ပ္ပစာပုံမှာမူတည်တာတယ်နော် ပု္ပ္ပစာဟုတ် ရပြီလား ရပြီကြာဟုတ် next